Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဦးကငနီတူကိုအဓိကထားပြီးတော့တုတ်တယ်ရခိုင်ဆက်တနီတုတ်လေးတုတ်ပြသွားမှာပဲဖြစ်ပါတယ်ကဲဒါဆိုလို့ရှင်တော့ let's go ဥပမာဦးဆုံးအနေနဲ့ကျက်သွန်နီတခွားတီခရမ်းကျင်တီနဲ့ငရုတ်တီလေးတွေကိုအသေးချာလေးရေဆေးပြီးတော့လှီးပေးထားလိုက်ပါမယ်ဦးဒီမှာခရမ်းကျင်တီလှီးနေတော့အကြောင်းကအန်တီကဘာလုပ်နေလဲလာမေးရပါတော့ဦးကဒါနှစ်နှစ်ရှိနေပြီထိုင်းစကားမကျွမ်းသေးတာသူတို့ကတော့ဦးတို့နဲ့ပေါင်းပြီးငပိတွေပါပြီးတည်နေပြီငပီဒါရီကတော့ဦးပြင်ဆင်ထားတဲ့ဒီငနီတူတုတ်ထဲမှာထည့်မဲ့ဒဇာပလာလေးတွေပဲဖြစ်ပါတယ်အဲ့တော့ဦးအမေရန်ကုန်ကနေတခါရဲလှော်ပေးလိုက်တဲ့ငနီတူ6လှော်လေးတွေပါငနီတူ6တုတ်ကပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ဦးတို့စီမှာငရုတ်သီးထောင်းရည်တက်သွန်စင်းရင်လည်းပဲတုတ်တဲ့ဒီရက်ခိုင်ငနီတူတုတ်လည်းရှိတယ်လို့ဘို့လိုမျိုးဒီတခွားဒီခရမ်းကျင်သီးနဲ့တုတ်တဲ့စက်တနီတုတ်လေးလည်းရှိပါတယ်ကဲဒါဆိုဦးဒီအစိမ်းလေးတွေကိုငပိနဲ့အရင်စနေလိုက်ပါမယ်ငပိဘူးလေးပါဦးတို့ပစုံငပိညင်ငပိကိုလိုမျိုးလက်မခေါင်းလောက်လေးတစ်ခဲထည့်ပါမယ်ဒီနေ့စားရဲ့အချို့မဟုတ်ရင်တက်တက်မယူချင်တော့ဒီလီလီတက်သားရလာဟင်းခမ်းမုံတက်ထုတ်ထဲယူလာပါတယ်ဒီဟာတစ်ခုတည်းနဲ့ပဲနေပါတော့မယ်ဒီရုပ်တီးစိမ့်လေးတွေပါကိုင်းလေးနဲ့တော့လို့ရှိရင်အရန်ကောင်းတယ်ဦးဒီမြောက်ဦးမှာတစ်လားလောက်သွားနေတော့မှအိမ်ကအပေါင်မှာဦးညာတိုင်းပြီးသွားဒီစက်စနီတုတ်လိုမျိုးကိုင်းလေးနဲ့တုတ်ပြီးတော့အရန်စားလို့ကောင်းပါတယ်ဦးမြောက်ဦးကိုတမမဟုတ်တစ်ပတ်ပဲသွားတော့ပြန်လာတော့ဝတ်တုတ်ပြီးပြန်လာအရန်စားလို့ကောင်းတယ်ဟာဒါတော့စက်တနီအတွက်ဒီတခွားဒီခရမ်းနေပြီးတုတ်ပြီးတော့ပါပြီအမေရဲ့ငဒီတူလော်လေးထည့်လိုက်ပါတယ်ဦးတို့ငနီတူကြောက်ထည့်ပြီးသွားတဲ့အစင်မှာတော့အချင်းရတာအတွက်တံမြာသီးလေးညှစ်ထည့်ရပါမယ်ဦးကတော့မိကြံခဲ့လို့ပါပြီးတော့မှအန်တီရီစီကတောင်းပြီးညှစ်လိုက်ပါတယ်ဦးထင်းနေတုတ်ပြရဲငနီတူဆက်တနီတုတ်လေးရကြတော့ပေါ့နော်အရန်ငနီတူတုတ်စားကြမိမယ်အရန်အဆက်စားနိုင်တယ်လူမျိုးနဲ့ဆိုလို့ရှိရင်ပို့ပြီးအဆင်ပြေပါတယ်ပြီးတော့သူကခရမ်းကျင်ဒီတခွားသီးပါတော့လေအဆက်သက်တာရဲ့အပြင်မှာလိုမျိုးအတီးရွက်ကြိုက်တဲ့လူဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေပါတယ်နည်းနည်းပင်လည်းထည့်လို့ရပါတယ်ဦးကဒီနေ့မပါလာလို့ပါစားကြပါအောင်စကားပြောတာမျက်စိကဒီကမလွယ်ဘူးစားကြပါအောင်ဒါလေးကိုတငယ်ချင်းနေနဲ့သွားစားလိုက်ပါအောင်မယ်